Bismillahirrahmanirrahim. Assalamu alaikum wa rahmatullahi wa barakatuh. ကျွန်တော်ရဲ့ပတ်ဝန်းကျင်မှာအထူးသဖြင့်social media နဲ့အခြားသောအဲ့လို media platform တွေမှာမကြာခဏကျွန်တော်တို့တွေ့ရကြားရတဲ့စကားတစ်ခုမှပါလဲဆိုတော့မွတ်စလင်တွေကမိမိတို့ရဲ့အရက်ဒေတာဘယ်နိုင်ငံဖြစ်ဖြစ်ဘယ်နေရာဖြစ်ဖြစ်ပေါ့နော်မိမိတို့ရှိတဲ့နေရာမှာအကယ်၍လူနည်းစုဖြစ်နေတယ်ဆိုရင်ဒါလူနည်းစုအခွင့်အရေးပါညာဆိုပြီးတော့ပြောကြပြီးတော့အကယ်၍သူတို့တွေလူများလာမယ်အင်အားများလာမယ်ဆိုရင်တော့ဖြစ်လူနည်းစုအခွင့်အရေးဆိုတာလည်းမပြောကြတော့ဘူးအခြားဘာသာဝင်တွေရဲ့လွတ်လပ်စွာကိုးကွယ်ခွင့်တွေကိုလည်းပိတ်ပင်လာကြမယ်အဲ့လိုမျိုးပဲအဲ့ဒီတင်မကအခြားဘာသာဝင်တွေကိုပါမိမိဘာသာတွေကိုအသင်းအာရမတွတ်သွင်းကြမယ်ဆိုတဲ့အင်မတန်အမုန်းတရားကိုအခြေခံတဲ့လိမ်လည်ဝါဒဖြန့်ချီမှုမျိုးတွေကိုကျွန်တော်တို့ပတ်ဝန်းကျင်မှာမကြာခဏအထူးသဖြင့်တော့ social media နဲ့အခြားသော media platform တွေမှာကျွန်တော်တို့ဒါမျိုးတွေကိုမကြာခဏကြားဘူးကြပါလိမ့်မယ်ကံမကောင်းစွာနဲ့ပဲဝမ်းနည်းစွာနဲ့ပဲဒီလိုမျိုးစကားတွေအမုန်းတရားတွေဟာsocial media တွေတင်မကပဲနဲ့အချို့တွေဆိုရင် documentary ပုံစံမျိုးတကယ်စနစ်ကျရိုက်ကူးပြီးတော့မှအမုန်းတရားဖြန့်ချီတာတွေကျွန်တော်တို့ပတ်ဝန်းကျင်မှာပို့ပြီးတော့များလာတယ်အဲ့တော့စကားတစ်ခုက repeatedly ပေါ့နော်ထပ်ခါဖြစ်လာတဲ့အခါမှာရိုးသားတဲ့မွတ်စလင်မဟုတ်တဲ့သူတွေတောင်မှပဲတန်တရားတစ်ခုအဖြစ်နဲ့သူတို့စိတ်ထဲမှာတဖြည်းဖြည်းနဲ့နေရဝင်လာတယ်အဲ့တော့ကြားပါများတဲ့အခါကျတော့ဒါဟာတာမန်စကားတစ်ခုမဟုတ်တော့ဘဲနဲ့အကြောက်တရားတစ်ခုအဖြစ်နဲ့ပြောင်းလဲလာတယ်မိမိပတ်ဝန်းကျင်မှာရှိတဲ့မွတ်စလင်တွေမိမိပတ်ဝန်းကျင်မှာရှိတဲ့အစ္စလာမ်သာသနာနဲ့ဆက်ဆက်တဲ့အရာတွေမှန်သမျှကိုတဖြည်းဖြည်းနဲ့အပြုတဘောကနေပြီးတော့အပြတ်တဘောဘက်ကိုပို့ပြီးတော့ရှုမြင်လာကြတယ်ဒါတွေအားလုံးဟာစနစ်တကျတိဆောက်ထားတဲ့အမုန်းတရားဖြန့်ချီမှုရဲ့ရလဒ်တွေဖြစ်ပါတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့အစ္စလာမ်သာသနာမှာအခုလိုမျိုးပဲအရှိကသူတို့ဆွဆွဲခဲ့တယ်လို့မျိုးအစ္စလာမ်သာသနာထဲမှာအသင်းအကျသာသနာပြုလို့ရသလားအစ္စလာမ်တာလူတယောက်ကိုအသင်းအကျဖိအားပေးပြီးတော့သို့မဟုတ်လည်းတခြားပုံစံတစ်ခုခုနဲ့သာသနာထဲကိုတွတ်သွင်းလို့ရသလားကျမ်းတော်မြတ်ကုရ်အာန်ကရောဒါနဲ့ပတ်သက်လို့ဘယ်လိုပုံစံမျိုးအမိန့်ရှိထားလဲဆိုတာကိုကျွန်တော်တို့လေ့လာကြည့်ကြရအောင်ခင်ဗျာအဲ့တော့ကျမ်းတော်မြတ်ကုရ်အာန်ထဲမှာအလ္လာဟ်ရှင်မြတ်သခင်ကအလွန်အင်မတန်ရှင်းလင်းတည်ကြပြတ်သားစွာနဲ့အမိန့်ရှိတော်မူတယ်လာအကရာဟာဖစ်ဒင် there is no compulsion in religion သာသနာမှာအသင်းအဓမ္မတွတ်သွင်းတယ်ဆိုတာလုံးဝမရှိပါဘူးတဲ့ကျမ်းတော်မြတ်ကုရ်အာန်ထဲမှာအရှင်းလင်းဆုံးပြောထားပြီးတာqad tabayyana rushdu min al-ghayy အမှားဆိုတာကတော့အမှန်နဲ့ကွဲပြားသွားပြီအမှန်ဆိုတာလည်းအမှားနဲ့ကွဲပြားသွားပြီတနည်းအားဖြင့်ပြောရင်အမှားဒီတတ်အမှန်ဒီတတ်ဖြစ်တယ်ဘုရုကိုမှအသင်းအာရမတွတ်သွင်းတာသို့မဟုတ်လည်းအသင်းအာရမလုပ်တယ်ဆိုတာသာသနာမှာမရှိစေရလို့အလ္လာဟ်ရှင်မြတ်သခင်ကအလွန်အင်မတန်ရှင်းလင်းတိကျပြတ်သားစွာနဲ့ကျမ်းတော်မြတ်ကုရ်အာန်ထဲမှာအမိန့်ရှိတော်မူထားပါတယ်မိတ်ဆွေများခင်များတကယ်တမ်းဘာသာရေးဆိုင်ရာယုံကြည်မှုဆိုတာကမိမိကိုယ်တိုင်ရွေးချယ်တဲ့အပေါ်မှာမူတည်ပါတယ်မိမိကိုယ်တိုင်နားလည်သဘောပေါက်တဲ့အပေါ်မှာမူတည်ပါတယ်မိမိကိုယ်တိုင်လွတ်လပ်သောစိတ်ဆန္ဒနဲ့လက်ခံခြင်းအပေါ်မှာသာလျှင်မူတည်ပါတယ် force belief လို့ခေါ်တဲ့ဖိအားပေးပြီးတော့နေရရှိလာတဲ့ယုံကြည်မှုဆိုတာက meaningless ပါအဓိပ္ပာယ်မဲ့တဲ့အနှစ်သာရမရှိတဲ့တကယ်ကိုလက်တွေ့မရှိတဲ့ယုံကြည်မှုတတ်တာဖြစ်ပါတယ်အဲ့လိုမျိုးပဲကျွန်တော်ရဲ့နှပ်ဘွားတခင်ကျေးဇူးရှင်မဟာတမန်တော်မြတ်ကြီးမုဟမ္မဒ်ဆလ္လာလာဟူအလိုင်ဝါဆလမ်ရဲ့ဘဝဖြစ်စဉ်နဲ့ဓမ္မကျင့်စဉ်ကိုကျွန်တော်တို့ပြန်ပြီးတော့လေ့လာကြည့်တဲ့အခါမှာလည်းပဲမဟာတမန်တော်မြတ်ကြီးကမက္ကာရွှေမြို့တော်မှာအစ္စလာမ်သာသနာနဲ့ပတ်သက်ပြီးတော့စတင်ဟောကြားတဲ့အချိန်မှာကျွန်တော်ရဲ့မဟာတမန်တော်မြတ်ကြီးမှာစစ်တီရဲဘော်ရဲမရဲလို့လည်းလုံးဝမရှိခဲ့ဘူးနိုင်ငံရေးဩဇာအာဏာရဲလို့လည်းလုံးဝမရှိခဲ့ဘူးတဘောကတာမန်နော်လူတယောက်ကိုဖိအားပေးဖို့နေတတ်လူတယောက်ကိုဆွဲဆောင်ဖို့တောင်မှလောကီဆိုင်ရာဘာတစ်ခုမှမရှိခဲ့တဲ့အချိန်မှာတောင်မှမိမိပတ်ဝန်းကျင်မှာရှိခဲ့တဲ့သူတွေဟာအစ္စလာမ်သာသနာကိုလက်ခံခဲ့ကြတယ်တကယ်တမ်းအစ္စလာမ်သာသနာကိုလက်ခံတဲ့သူတွေကမှပို့ပြီးတော့ဒုက္ခခံပြီးတော့လက်ခံခဲ့ကြရတယ်အဲ့ဒီခေတ်ကအစ္စလာမ်သာသနာကိုအကယ်၍ယုံကြည်လက်ခံတဲ့ဆိုရင်အဲ့ဒီလူကိုဝိုင်းပြီးတော့ဖယ်ကျင်ကြတယ်ဝိုင်းပြီးတော့အပြစ်ပေးကြတယ်ညှဉ်းပန်းနှိပ်စက်ကြတယ်စသဖြင့်ဒဏ်ပေါင်းစုံကိုခံခဲ့ပြီးဒါတောင်မှလူတွေဟာမဟာတမန်တော်မြတ်ကြီးရဲ့လက်တော်မှာအစ္စလာမ်ရဲ့တရားတော်ကိုနာယူကြတယ်ဆိုရင်အကယ်၍ခုနကဆွဆွဲတဲ့အသင်းအာရမဖိအားပေးပြီးတော့လုပ်တယ်ဆိုရင်အခုလိုမျိုးမဟာတမန်တော်မြတ်ကြီးရဲ့အနေအထားမှာဘာမှဖိအားပေးစရာရဲလို့ဘာတစ်ခုမှမရှိတဲ့အနေအထားမှာလူတွေဟာလိုလားလားနဲ့အစ္စလာမ်သာသနာကိုတော့လက်ခံခဲမှာမဟုတ်ဘူးဆိုတာအလွန်အင်မတန်တိကျရှင်းလင်းပြတ်သားတဲ့တတ်တွေထက်ကတစ်ခုဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ရေဘူးရအားဖြင့်เนาะကျွန်တော်တို့လူတွေအားလုံးနားလည်သဘောပေါက်နိုင်တဲ့အရာဖြစ်ပါတယ်အဲ့လိုမျိုးဒုက္ခတွေအခက်အခဲအကျက်တဲတွေကြားကနေအစ္စလာမ်သာသနာကိုလက်ခံကြတဲ့အစ္စလာမ်တရားတော်ကိုနာယူကြတဲ့တမန်တော်ရဲ့တာဝကာကြီးတွေကိုတောင်မှအလ္လာဟ်ရှင်မြတ်သခင်ကအဲ့ဒီအချိန်မှာအမိန့်ရှိတော်မူတယ်
ကိုဖူအိဒီယာကွန်အတင်တို့ရဲ့လက်ကိုထိမ့်သိမ့်ကြပါတဲ့ဝါကီမဆွလာတာဝတ်ပြုမှုကိုတည်ဆောက်ကြပါတဲ့တနည်းအားဖြင့်ပြောရင်မိမိတို့ရဲ့လက်ကိုထိမ့်သိမ့်ကြပါဆိုတာကအကယ်၍မိမိတို့ကိုကျူးကျော်တိုက်ခိုက်စော်ကားလာလင့်ကစားမိမိတို့ဒီတီးခံမှာသူတို့နဲ့ပတ်သက်ပြီးတော့ဘာမှတုတ်ပြန်မှုမလုပ်ပါနဲ့ဆိုပြီးတော့ねအလ္လာဟ်ရှ်မြတ်ခင်အမိန့်ရှိတယ်အဲ့ဒီကနေမှအဲ့ဒီပတ်ဝန်းကျင်မှာရှိတဲ့မကာအဲ့ဒီခေတ်ကမကာမှာရှိခဲ့တဲ့လူတွေကတဆင့်ပို့ပြီးတော့ねဒုက္ခပေးလာတဲ့အချိန်မှာနောက်ဆုံးမှာမဟာတမန်တော်မြတ်ကြီးနဲ့တာဝကတော်တွေဟာသူတို့အလွန်အင်မတန်ချစ်မြတ်နိုးတဲ့မကာရွှေမြို့တော်ကိုစွန့်ခွာပြီးတော့မဒီနာရွှေမြို့တော်ကိုပြောင်းရွှေ့ပြီးတော့ねအခြေချကြတယ်အဲ့ဒီလိုအနေထားမှာတော့မှသူတို့ဒီမကာမှာရှိခဲ့တဲ့သူတွေဟာမျိုးအပြင်ကနေအမျိုးဒုက္ခပေးတယ်အမျိုးအနှောက်ယှက်ပေးတယ်နောက်ဆုံးအဆင့်နော်မဟာတမန်တော်မြတ်ကြီးနဲ့တာဝကတော်တွေရဲ့အသက်အန္တရာယ်ကိုပါပြုလုပ်ဖို့အထိကြံစီလာတဲ့အခါမှသာလျှင်အလ္လာဟ်ရှ်မြတ်တခင်ကမိမိတို့ခုခံကာကွယ်ကြပါဆိုတော့ねခွင့်ပြုပေးတော်မူခဲ့တယ်ဥဒီနာလီလဒီနာယူကာတလူနာဘီအန်နဟွမ်ဇူလီမူသူတို့တွေအလွန်အင်မတန်ညှဉ်းပန်းနှိပ်စက်ခံနေကြတဲ့အတွက်ကြောင့်မို့လို့သူတို့တွေကိုခုခံကာကွယ်ပိုင်ခွင့်ပေးလိုက်ပြီဆိုပြီးတော့ねအလ္လာဟ်ရှ်မြတ်ခင်ကျွန်တော်မြတ်ကုရ်အာန်ထဲမှာအမိန့်ရှိတော်မူခဲ့တယ်ဒီနေရာမှာအလွန်အင်မတန်အရေးကြီးတဲ့အချက်ကိုပြောပြချင်ပါတယ်မဟာတမန်တော်မြတ်ကြီးကမကာရွှေမြို့တော်ကနေမဒီနာရွှေမြို့တော်ကိုပြောင်းရွှေ့လာတဲ့အခါမှာမဟာတမန်တော်မြတ်ကြီးနဲ့အတူကျွန်တော်တို့ဒီယဟူဒီလို့ခေါ်တဲ့ဂျူးလူမျိုးစုတွေလည်းပဲအလွန်အင်မတန်မျှတစွာနဲ့သင်မြတ်စွာနဲ့နေထိုင်ခဲ့ကြတယ်နော်အီစာအီလို့ခေါ်တဲ့ Christian community အဲ့ဒီခေတ်ကရှိခဲ့တဲ့သူတွေလည်းပဲအလွန်အင်မတန်မျှတစွာသင်မြတ်စွာနဲ့နေထိုင်ခဲ့ကြတယ်အကယ်၍များတာခုနကလူတွေဆွဆွဲသလိုမွတ်စလင်တွေကအကယ်၍လူအင်အားများလာတဲ့အခါမှာကျန်တဲ့သူတွေကိုအတင်းအဓမ္မဖိအားပေးပြီးတော့ဘာသာတရားပြောင်းစေမယ်ဆိုတဲ့ဆွဆွဲကြတာမှန်ကန်ခဲ့မယ်ဆိုရင်မဒီနာရွှေမြို့တော်မှာတမန်တော်နဲ့မိမိရဲ့တာဝကတွေဟာအများစုဖြစ်လာတဲ့အချိန်မှာကျန်တဲ့ဘာသာတရားတွေအခုလိုလွတ်လပ်စွာကိုးကွယ်ခွင့်ရခဲ့ကြမှာမဟုတ်ဘူးသို့တော်လည်းပဲတကယ်အမှန်တရားကိုပြန်ကြည့်တဲ့အခါမှာတော့အခုလိုမျိုးပဲကျန်တဲ့မွတ်စလင်မဟုတ်တဲ့သူတွေကမိမိတို့ရဲ့ရိုးရာမိမိတို့ရဲ့ကိုးကွယ်ယုံကြည်မှုကိုလွတ်လပ်နဲ့ကိုးကွယ်ခွင့်ရခဲ့ကြတယ်နောက်ထပ်သမိုင်းဝင်ဖြစ်ရတဲ့တခုဆက်ပြီးတော့ねပြောပြချင်ပါတယ်နောက်ပိုင်းမှာမကာရွှေမြို့တော်ဟာအခုနလိုမျိုးမကောင်းတဲ့သူတွေဒုစရိုက်ဓမ္မတွေနော်မိစ္ဆာဒိဋ္ဌိတွေရဲ့ရန်ကနေမဟာတမန်တော်မြတ်ကြီးကမကာရွှေမြို့တော်ကိုလွတ်လပ်ရေးယူပေးခဲ့တဲ့နောက်ပိုင်းမှာအဲ့လိုလွတ်လပ်ရေးယူပေးပြီးတဲ့နောက်ပိုင်းမှာတော့မှလူတွေပုံမှန်အဖြစ်စဉ်းစားမယ်ဆိုရင်တော့တစ်ချိန်တော့ကမိမိကိုဒုက္ခပေးခဲ့တဲ့သူတွေနှောက်ယှက်ခဲ့တဲ့သူတွေမိမိရဲ့အသက်အန္တရာယ်အထိဒုက္ခပေးခဲ့တဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့နည်းနည်းပါးဒုမဟုတ်တနည်းတစ်ဖုံနဲ့သူတို့ကိုပြန်ပြီးတော့လက်စားချိန်မှာပဲလို့လူတွေကထင်ခဲ့ကြတယ်အဲ့ဒီခေတ်ကလည်းအဲ့လိုမျိုးပဲထင်ခဲ့ကြတယ်ငါတို့တော့သွားပြီးငါတို့ဘဝတွေတော့သွားပြီးနော်ငါတို့တွေတော့လက်စားချိန်ခံရတော့မှာပဲလို့ထင်နေတဲ့အချိန်မှာမဟာတမန်တော်မြတ်ကြီးကအလွန်အင်မတန်ကဘာတိအလွန်အင်မတန်ကဘာတမိုင်းမှာမော်ကွန်းတွင်တဲ့စကားတစ်ခုအမိန့်ရှိတော်မူတယ်အခုချိန်ရစပြီးအတင်တို့ဒီလွတ်လပ်သွားပြီတဲ့ဆိုတော့တနည်းအားဖြင့်ပြောရင်အဲ့ဒီမဟာတမန်တော်မြတ်ကြီးကိုဒုက္ခပေးခဲ့တဲ့သူတွေကိုပြန်ပြီးတော့လက်စားချေဖို့နေတေးမွားအပြစ်တော်မပေးဘဲနဲ့အားလုံးကိုလွန်ငင်းချမ်းသာခွင့်အပြည့်အဝချီးမြှင့်ခဲ့တယ်ဒါတွေအားလုံးဒီနမူနာတွေအားလုံးကိုကြည့်ခြင်းအဖြစ်အစ္စလာမ်သာသနာမှာလူတစ်ယောက်ကိုမိမိအင်အားကြီးလာလို့ဆိုပြီးတော့လူတစ်ယောက်ကိုဖိအားပေးပြီးတော့မိမိရဲ့ဘာသာတဲ့ကိုတွတ်သွင်းလို့မရဘူးဆိုတာဒီထက်ကိုပို့ပြီးတော့ခိုင်လုံပြတ်သားတိကျတဲ့အထောက်ထားထပ်ပြီးတော့ပြားစရာတော့မလိုတော့အောင်ရှင်းလင်းတိကျပြတ်သားပြီးတာဖြစ်ပါတယ်အဲ့တော့ညီကုန်းချုပ်အနေနဲ့တကယ်တော့ကျွန်တော်တို့တမိုင်းကိုပြန်ကြည့်တဲ့အခါမှာနော်မွတ်စလင်တွေအုပ်ချုပ်ခဲ့တဲ့နှစ်ပေါင်းရာပေါင်းများစွာမွတ်စလင်တွေအုပ်ချုပ်ခဲ့ပြီးဒါတောင်မှမွတ်စလင်တွေလူနည်းစုအဖြစ်ကြံနေခဲ့တဲ့လူနည်းစုအဖြစ်ပဲရှိနေတဲ့နိုင်ငံတွေနော်အင်ပါယာတွေအများပြားရှိပါတယ်ဥပမာအဖြစ်ကျွန်တော်တို့နမူနာတစ်ခုအနေနဲ့ပြန်ပြီးတော့ကြည့်မယ်ဆိုရင်စပိန်ပေါ့နော်စပိန်နိုင်ငံကိုမွတ်စလင်တွေတမိုင်းပညာရှင်တွေရေးတယ်ကိုယ်တိုင်လည်းဝင်ပြီးတော့ရှာပြီးတော့ဖတ်လို့ရတယ်ဒီဗီဒီယိုကိုနားထောင်ရင်လည်းမွတ်စလင်တွေဒီစပိန်ကိုနှစ်ပေါင်း800လောက်ထိအုပ်ချုပ်ခဲ့တယ်လို့တမိုင်းပညာရှင်တွေရေးတယ်ဒါပေမဲ့အခုအချိန်ကြီးကြည့်ပါစပိန်မှာမွတ်စလင်တွေဒီလူနည်းစုအဖြစ်ပဲရှိနေပါတယ်အကယ်၍မိမိတို့အုပ်ချုပ်ခွင့်ရလို့ဒါမှမဟုတ်လည်းမိမိတို့ဩဇာအာဏာရလို့ကျန်တဲ့ဘာသာဝင်တွေကိုအတင်းအဓမ္မတွတ်သွင်းကြတာဆိုရင်ဒီနေ့ဒီချိန်စပိန်မှာမွတ်စလင်မဟုတ်သူတွေရဲ့လို့ကြံမှာတော့မဟုတ်တော့ဘူးအဲ့ဒီတမိုင်းကနည်းနည်းဝေးသေးတယ်နီးဆက်ကျွန်တော်တို့နဲ့အိမ်နီးချင်းလိုက်ဖြစ်တယ်နီးဆက်တမိုင်းကိုပဲပြန်ကြည့်ပါအိန္ဒိယနိုင်ငံမှာအင်္ဂလိပ်အစိုးရကဝင်ပြီးတော့မအုပ်ချုပ်ခင်တနည်းအားဖြင့်ပြောရင်အင်္ဂလိပ်မဝင်လာခင်ခေတ်ထိအိန္ဒိယနိုင်ငံကိုနှစ်ပေါင်းရာနဲ့ချီပြီးတော့နှစ်ပေါင်းရာပေါင်းများစွာမွတ်စလင်တွေကပဲအုပ်ချုပ်ခဲ့ကြတယ်အခုချိန်นี้အိန္ဒိယနိုင်ငံမှာမွတ်စလင်တွေဒီလူနည်းစုအဖြစ်နဲ့ပဲရှိနေတယ်အကယ်၍များတာမွတ်စလင်တွေအုပ်ချုပ်ခဲ့တဲ့အတွက်ကြောင့်မို့လို့အိန္ဒိယနိုင်ငံကမွတ်စလင်တွေအစ္စလာမ်ဘာသာအထက်ကိုအတင်းအဓမ္မတွတ်သွင်းခြင်းဆိုရင်အိန္ဒိယနိုင်ငံမှာလည်းပဲမွတ်စလင်ဆိုတာလူနည်းစုဖြစ်ကြံနေခဲ့မှာမဟုတ်ဘူးဒီနေရာမှာတခုတည်းထားဖို့လိုတာက
ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်ဘယ် community ပဲဖြစ်ဖြစ် black sheep လို့ခေါ်တဲ့သိုးမဲတွေဆိုတာနေရာတိုင်းမှာရှိစမြဲပါအဲ့တော့ဒီဟာကမွတ်စလင်တွေမှမဟုတ်ပါဘူးကျန်တဲ့ဘယ်လူမျိုးပဲဖြစ်ဖြစ်ဘယ်ဘာသာပဲဖြစ်ဖြစ်เนาะအခုလိုမျိုးအဖြတ်အမောက်လုပ်တဲ့လူတွေဆိုတာအနည်းနဲ့များရှိကြစမြဲပါအဲ့တော့ဒီလိုလူတွေရှိတာကိုလက်ညှိုးထိုးပြီးတော့နေကျန်တဲ့လမ်းကြောင်းအမှန်ပေါ်မှာနေတဲ့လူတွေကိုပါအပြစ်ဖို့စ조사မယ်အပြစ်ပြောဖို့စ조사မယ်ဆိုရင်တော့ဒါဟာအလွန်အမတန်အသိဉာဏ်နဲပါတဲ့လောက်ရတာဖြစ်တယ်ဆိုတာဒါကျွန်တော်တို့အားလုံးအငြင်းမပွားဘဲနဲ့လက်ခံကြတဲ့အချက်တစ်ချက်ဖြစ်ပါတယ်ဆိုတာပြောရင်းနဲ့ပဲဒီလောက်နဲ့ပဲကျွန်တော်ညီကုန်းချုပ်လိုက်ပါတယ်ခင်ဗျာဝါခီရူဒါဝါနာအန်အလ်ဟမ်ဒူလ illah ရောဘ်ဘီလ်အာလမင်